တော်တရားဟာအပေကြောက်တဲ့တော်လေးဝါဝင်တဲ့မိမမြတ်ထဲမှာတဲ့မပါတာလေတဲ့သိချင်ပါတယ်တဲ့နော်အမရာဂိနရီမတီတန်ဘူးနော်အဲ့တော့ဒီမိမမြတ်လေးယောက်ကိုဦးဇင်းတို့မြန်မာသချင်းတွေလင်္ကာတွေမှာတွေ့ရပါလိမ့်မယ်နော်အမရာဒီဦးဇင်းတို့ဖရာလောင်မဟောတထာရဲ့ဇနီးမယားဖြစ်တယ်မဟောတထာဒီသူဇနီးမယားရဲ့ကိုကျင့်သီလကိုစမ်းသပ်ခြင်းတဲ့အတွက်ကြောင့်သူရဲ့တငယ်ချင်းတွေကိုပစ္စည်းဥစ္စာပေးပြီးတော့သွားပြီးတော့ဖျားယောင်းစီခဲ့တယ်အဲ့ဒီမှာအမရာထေဝီသည်လင်ယောက်ျားပေါ်မှာတစ္ဆာမဖောက်ပြန်ခဲ့ဘူးပစ္စည်းဥစ္စာဒီဟုသောအကြောင်းကြောင့်သူ့ရဲ့ယောက်ျားပေါ်မှာတစ္ဆာမဖောက်ပြန်ခဲ့ဘူးเนาะအဲ့ဒီအတွက်ကြောင့်တော်လေးဝါဝင်မိမမြတ်ထဲမှာပါဝင်ရခြင်းဖြစ်တယ်မဟောတထာဒီဖျားလောင်းဖြစ်တယ်အမရာဒီရတော်တရားလောင်းဖြစ်တယ်เนาะပြီးတော့စန္ဒကိဏရီဆက်ပေါ့နော်အဲ့ဒီမှာကိဏရာဖိုးကိုဇမတမင်းကနေပြီးတော့တပ်ဖြတ်လိုက်တဲ့အချိန်မှာကိဏရီမာတီပစ္စည်းဥစ္စာဒီဟုသောအကြောင်းမိဖုရားယာဒီဟုသောယာတုဒီဟုသောအကြောင်းကြောင့်လင်ယောက်ျားဖြစ်တဲ့စန္ဒကိဏရာပေါ်မှာတစ္ဆာမဖောက်ပြန်ခဲ့ဘူးเนาะအဲ့ဒီမှာသူတစ္ဆာဆူလိုက်တဲ့အတွက်ကြောင့်ကိဏရာဖိုးဒီဦးဇင်းတို့အသက်ရှင်သန်ခွင့်ပြန်ရသွားတာပေါ့နော်အဲ့ဒီမှာလည်းပဲကိဏရာဒီဦးဇင်းတို့ဖရာလောင်းဖြစ်တယ်ဂိဏရီသည်ရတော်တရားလောင်းဖြစ်တယ်เนาะပြီးတော့ဝတ္တန္တရာမင်းဘဝတုန်းကလည်းပဲမတိဒေဝီဆိုတာရတော်တရားလောင်းပဲဖြစ်ပါတယ်เนาะဝတ္တန္တရာမင်းကြီးသည်အမတန်မှအလှူဒန်းရက်ရောတဲ့အတွက်ကြောင့်နောက်ဆုံးတိုင်းပြည်ရဲ့ယတနာဖြစ်တဲ့ဆင်ဖြူတော်ကိုတောင်မှလှူလိုက်တာဖြစ်တဲ့အတွက်ကြောင့်တိုင်းပြည်ကနေပြီးတော့နှင်ထုတ်ခံရတယ်အဲ့ဒီမှာမတိဒေဝီသည်နန်းတော်မှာချင်းချင်းသက်သာနေနိုင်ခွင့်ရှိပါလျက်နဲ့တော်ထဲမှာပင်ပန်းဆင်းရဲစွာလင်ယောက်ျားကိုပြုစုစောင့်ရှောက်ခဲ့တယ်။နောက်ဆုံးသူ့ရဲ့သားသမီးတွေကိုရောသူ့ကိုပါစုစကားပုံနာလက်ထဲကိုအခဲတာတောင်မှပဲကြီးကြီးပြူပြူလက်ခံခဲ့တဲ့မိမမြတ်ဖြစ်ပါတယ်။ဝတ္တန္တရာမင်းကြီးသည်ဖျားလောင်းဖြစ်တဲ့မတီဒေဝီသည်ရတော်တရားလောင်းဖြစ်တယ်။နော်အဲ့ဒီဆက်၃ဆက်မှာဖျားလောင်းနဲ့ရတော်တရားလောင်းတွေကြီးပဲ။နော်ပြီးတော့နောက်ဆုံးဆက်တစ်ဆက်ကတံပူလာဆက်နော်တံပူလာဆက်မှာတုထိတိနာမင်းကြီးဟာနုနာယောဂဆွဲကပ်နေတာဖြစ်တဲ့အတွက်ကြောင့်တောခိုသွားတဲ့အချိန်မှာတံပူလာမိဖုရားလည်းပဲလိုက်ပါပြီးတော့ပြုစုခဲ့တယ်တနေ့ကျတော့တုထိတိနာမင်းကသူ့ရဲ့မိန်းမကိုဖောက်ပြန်လေသလားဆိုပြီးတော့ဆွဆွဲတဲ့အခါမှာသူသည်မဖောက်ပြန်တဲ့အကြောင်းတစ္ဆာဆိုပြီးတော့မင်းကြီးရဲ့နုနာယောဂကိုပျောက်ကင်းစေခဲ့တယ်အဲ့ဒီမှာတော့တုထိတိနာမင်းသည်ကောသလမင်းကြီးဖြစ်တဲ့တံပူလာသည်မာလိကာမိဘုရားကြီးဖြစ်တယ်เนาะအဲ့ဒီမှာတော့ဘုရားလောင်းနဲ့ရတော်တရားလောင်းမဟုတ်တော့ဘူးပေါ့เนาะအဲ့ဒီမှာဇက်၃ဆက်မှာဦးဇင်းတို့ဘုရားလောင်းနဲ့ရတော်တရားလောင်းဘုရားလောင်းနဲ့ရတော်တရားလောင်းတွေကြီးပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ရတော်တရားဒီလည်းပဲဦးဇင်းတို့တော်လေးဝါဝင်တဲ့အမျိုးသမီးထဲမှာအကျုံးဝင်တယ်လို့ပြောလို့ရတယ်သူ့ရဲ့အတိတ်ဘဝမှာတော့မှဝင်ခဲ့တာလေเนาะအခုပြစ္ဆုတ်ပံဘဝမှာလည်းပဲဘုရားလောင်းတော်ထွက်သွားတဲ့အချိန်မှာเนาะဘုရားလောင်းရဲ့တည်င်းကိုအမြဲတမ်းထောက်လှမ်းနေတယ်ဖရာလောင်းတိတ္တမင်းသားလေးဖန်ရည်စွတ်တဲ့သင်္ကန်းကိုဝေယုံလိုက်ပြီးလို့ကြားတာနဲ့မိဖုရားအဆောင်ရောင်တွေအကုန်လုံးချွတ်ပြီးတော့သူလည်းပဲဖန်ရည်စွတ်တဲ့အင်ကြီးတွေထမိန်တွေကိုဝတ်ဆင်တယ်ဖရာလောင်းဆံပယ်လိုက်ပြီးလို့ကြားတာနဲ့သူလည်းပဲဦးကောင်းကိုမဖီးမပြင်ပဲနဲ့စတုံးကြီးထုံပြီးတော့နေတယ်ဖရာလောင်းမြေကြီးပေါ်မှာပဲအိတ်တော်တယ်လို့တည်င်းကြားတာနဲ့သူလည်းပဲကတင်တွေညောင်ဆောင်တွေပေါ်မှာအိတ်ပဲနဲ့ကြမ်းပြင်းမှာပဲလှိတ်တော်တယ်เนาะဆိုတာကပါရမီဖြည့်ပတ်ခေါင်းပိတာခဲ့တယ်ပေါ့နော်အဲ့တော့ရတော်တရားဒီလည်းပဲဦးဇင်းတို့တော်လေးဝါဝင်တဲ့အမျိုးသမီးထဲမှာမပါစရာအကြောင်းမရှိဘူးဆိုတာကိုပြောချင်ပါတယ်မမီတို့ဒီလည်းပဲတော်လေးဝါဝင်တဲ့အမျိုးသမီးစီရင်ထဲမှာပါချင်တယ်ဆိုလို့ရှိရင်လင်ယောက်ျားပေါ်မှာတစ္ဆာရှိပါမမီယောက်ျားကနေလွဲပြီးတော့တခြားစိတ်ဝင်စားပါနဲ့ပြီးတော့မမီယောက်ျားပေါ်မှာမယားဝတ္တရားကြည်ပြွန်တဲ့အမျိုးကောင်းသမီးတွေဖြစ်မယ်ဆိုရင်မိမကောင်းမိမမြတ်ဖြစ်နိုင်ပါတယ်လို့ပြောချင်ပါတယ်အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ